မျိုးတွေအားလုံးမင်္ဂလာပါဆက်နိုင်ကနော်တောက်ကြတာနေရထွက်တဲ့အတွက်ကိုဒါမှနဲ့တီးတတ်မှာကျွန်တော်38လို့ကြာပါတော့ကြာတာပဲနဲ့ဒီတောက်ကြမှာတပင်နှစ်ပတ်သုံးပတ်မြောက်မှာဒီ၄ခွန်ဒီမှာ84လို့ကြာတယ်နော်သူကနှစ်ချိန်နဲ့ထွက်တာလေဒီမှာ40လို့ကြာလို့သူ့ရဲ့တပတ်နှစ်ပတ်သုံးပတ်ဒီအင်္ဂါကဏ္ဍနဲ့03လို့ကြာတာအဲ့တော့ကျွန်တော်တို့ဒီမှာ99လို့ကြာတယ်တပတ်နှစ်ပတ်သုံးပတ်မှာ3နောက်ခွန်နော်ကျွန်တော်စာရောက်ကရရအောင်ဒီ65နော်65ကိုကျွန်တော်တို့56လို့ထိုးမယ်နော်56ပဲနော်ညနေကဏ္ဍကကျွန်တော်၄ခွက်တီးတတ်မှာဒီမှာကျွန်တော်တို့1 2 1 2တပင်နှစ်ပင်မှာသူ့မှာကြာတယ်တောက်ကြနေမှာကြာတယ်နော်ဒီ line နဲ့ကဏ္ဍ81ကိုဒီမှာတိခွန်ရှိတဲ့ခွန်တက်ပေါ့လေဒါပေမဲ့ဒီမှာကရှိတဲ့ခဏပေါ့နော်4551နဲ့သူ့အောက်မှာ36လို့ကြားတယ်ခဏဒီမှာ60 36လို့အလန်းကြားတာနှစ်ရှစ်ကြားလို့သူ့ရဲ့ထဲမှာဒီမှာ33လို့3ခုလို့ထိုးကြပါတော့ကျွန်တော်52လို့ထိုးမှာနော်မနေ့က52လို့ထိုးမှာဒီနေ့ဒါထွက်တာ30လို့ထွက်ထားတာပေါ့နော်52လို့ညနေထိုးမှာနော်မင်္ဂလာပါ